ဆုံးရဲ့ချစ်ပန်းတို့ခုကြီးမို့ပန်းတော်မေရဲ့နှလုံးသားတစ်ဖက်ချစ်ဆုံးချစ်သူမို့တော်ဝင်ညီတွင်ပန်းတကားပန်းလို့လေပြီးတရားမြဲတင်ပြနိုင်လို့ရင်ဆိုတပင်သာတယူတရားပြောခဲ့တယ်ရင်မင်းတော်နောက်မြောက်တော့ကညောင်မျိုးပင်ကိုရေးရဲ့အောင်ပါလို့ရှင်တိုင်နာဦးချပန်းလူတောင်းစုပန်းခြင်းတန်တရားလည်းမလုံးမြောက်သေးခင်ကျင်လေလျာဘဝဆက်တိုင်းသူတို့ဒီလူနိုင်လူပဲဖြစ်ပါရစေ